မာရာလာကနာလာကြီးတယ်အင်္ဂုလိန်စိန်စသစ္စကံနန္ဒောပနန္ဒဗျမင်စဇယောဟောတုတတောမရှံဘောဇာတကရဲ့တရားသုံးနှစ်သဆုံးလာရည်နေမှာပြပယောလောင်းတော်ကနာတို့ဆုံးကိုလူခံလာနေရန်သာမြေကအင်းရဲ့ဥယျာဉ်တွင်နေခါတန့်စင်နေတော်မူရာဒုရိယမောင်စင်လူတော်မျက်ရှိစုပ်ကိုလူခံလို့ပါမဟာရီပလင်တဲ့မှာမနောဒိဋ္ဌံပြုလို့အယာမဖြစ်တရားတင်ပလင်ငါမထတော့ကောဇာတက္ကရဲ့103ခုနှစ်ကစုံလပြည့်နေ့ဖြစ်ပါတယ်တရားလောင်းတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနှုတ်ဆုံးကိုဖုံးပေးပြီးနေရန်ကရာမြစ်ကမ်းရဲ့အင်းကြီးတာယာတဲ့အင်ဂျင်ဥယျာဉ်မှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေချမ်းမှာတော့ဘောရီပင်ကိုကြွမြန်းတော်မူလို့သုရိယမောင်စင်ရဲ့မျက်ရှိစုပ်ကိုလှူခံတော်မူပြီးဖျားမဖြစ်သမျှငါမထတော့အောင်လို့အဋ္ဌံပြုလို့ထက်ဝယ်ဖွဲ့ခွေနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဗုဒ္ဓဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်ဟောချေရာကိုမနမင်းသိမြင်လေးရာဤကဘုရားဖြစ်ပြီးဟောတတ်တော်စုဟာဤမေခလာတောင်းလို့ကြည်ရှင်တော်စီလိုသာလေယုံတောင်းစဖို့ယုံလက်နဲ့တွေသူခိုင်ဆွဲတာမြတ်ဘုရားကိုတုပလင်လူရန်နေတာတွေ့ကြော်တယ်တွေသိနေညစကြဝဠာတဲ့အာကအဝတ်ပြောင်းတက်လျက်နာယူဇနာထောင်းထိလေအောင်ကြောင်းနတ်စစ်တဲ့တန်လျာညမှုရာမပါအဲ့ဒီလိုနေတိုင်းတော်မူပုံကိုမြင်ရလို့ဧကံမုတ်ချတရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့ကဆက်2ယူဇနာလက်ဝဲလက်ရာဆက်2ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာတိုင်းထီအောင်ဖြစ်ပါတယ်နတ်စစ်တီတမတော်ကြီးကိုလက်နဲ့မျိုးစုံကိုင်းဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်လောက်ကြီးတဲ့ဂီရိမေခလာဆင်ကြီးကိုစီးလို့သူ့ကိုယ်မှလည်းလက်ယုံမောင်းတစ်ထောင်ဖန်ဆင်းပြီးလက်နဲ့မျိုးစုံကိုင်းထားပါတယ်မနတ်စစ်တီတွေရဲ့ကြွေးကြော်သံကြီးများဟာဆိုရင်ဟေးလာရတော့တိတ်တတ်တော်ထိုင်ရတော့တိတ်တတ်တော်ပြပြလိုက်ကြပါမလီပါဟောကိုပြကြတိတ်တတ်တော်မကြောက်ကြလေတိုက်ကြအဲ့ဒီလိုကြွေးကြော်သံတွေဟာယူဇနာ1000ကတောင်ကြားရပါတယ်။တရားမင်းတောင်ဖိမိန်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရပါတယ်။ဘုရား
ဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပေမဲ့မဟာဂရုဏာတော်ရှင်မြတ်ဖရာကတော့တပါးတည်းနဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနတ်ရဲ့စစ်လက်နဲ့တေဟာအရာမရောက်ပဲရှိနေပါတော့တယ်မြတ်ဖရာကမိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှတ်ဆိုပါတယ်မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုအိုနာသေးပေးစိုးကြီးတို့မှကဲတင်မည်ဤသို့ကဲတင်နိုင်အောင်တပ္ပိမိတ္တဉာဏ်ကိုရအောင်လုပ်ခြင်းဖြစ်သည်ငါပါရမီကိုဖြိုမရပါငါပါရမီကုသိုလ်တို့ကိုသင်မယုံလျင်တက်တည်ပြုမည်ဆိုပြီး2,400,000အထုရှိတဲ့မဟာပထဝီမြေကြီးကိုတက်တည်ပြုလိုက်ပါတယ်အဲ့ဒီအခါမှာမဟာပထဝီမြေကြီးဟာအိုးရင်းဆက်ကဲ့သို့တွတ်တွတ်ခါလာပြီးပြင်းထန်ဆူးရှာတဲ့အတန်ကြီးတွေမြည်ဟီးလာပြီးတော့စัจ java လာတစ်ခုလုံးပဲ့တယ်ရိုက်ခတ်သွားပါတော့တယ်ရှင်ဒီခါမှာမနက်နဲ့တကွစစ်တီတွေအားလုံးထွက်ပြေးကြလို့ဗုဒ္ဓဘုရားရှင်ရဲ့မဟာဂရုဏာတော်နဲ့မနတ်ကိုအောင်ပွဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်ထိုချင်ရာကိုမနတ်မင်းသိမြင်လေရာဧကံဘုရားဖြစ်မည်ကိုတတ်တော်စုငါမိခလာတောင်လောက်ကြီးစင်တော်စီလို့သာလက်ယုံ1019အယုံလက်နဲ့တွေသူခိုင်းဆွဲမြတ်မယားကိုတုပလင်လူပြန်လေရာကြွေးကြော်သံတွေတိတ်နေညံစัจ java လာတဲ့အာကံဘဝတန်အောင်တက်လျံလာမနရဲ့ရန်ကင်းဒီခရင်အောင်ရင်ပထမပါဗုဒ္ဓဘုရားသခင်လေးအာလဝီပြည်လို့မြန်းကြွတော်မူရာအာလဝကနဗလူချွတ်ရန်ရည်ရွယ်ရာမေတ္တာရှင်မအာလဝီပြည်ကိုနီညောင်မင်းကြီးမှာနဗလူဘုံဗိမာန်ကြီးရာမြတ်ဗုဒ္ဓကြွခြင်းတွင်အာလဝကနဗလူဤမဝကမနတ်သမီးစင်လာမနီးခရီးဝေးစီဝေးနေလေရာအာလဝကဗိမာန်တွင်ကြွားလှမ်းဝင်ကယရနာပလင်းတဲ့ပေါ်တရင်သုံးတော်မူရာအာလဝကဗိမာန်တွင်ကြွားလှမ်းဝင်ကယရနာပလင်းတဲ့ပေါ်တရင်သုံးတော်မူရာရွှေစင်ရောင်ဤဝဲတော်မြူတော်ရာသူတွေ့တလားဦးမြော်ကြည်ညိုဘလူးချွေရအပေါင်းတွေမှာဘုရားမြတ်စွာဟောကြားမြတ်တရားကောင်းကြီးဩဘာပေးလို့နာကြားရာဂသောတာမောဟကင်းအမောင်လင်းဆောင်ရာကျမတို့ရဲ့ဗုဒ္ဓမြတ်ဖျား
သာဝတိမြို့မှာ36မိန်းကျော်ဝေးတဲ့အာလဝီပြည်ကအာလာဝကနတ်ဘလူးကိုချွတ်ရန်အတွက်ကြွမြန်းတော်မူခဲ့ပါတယ်အာလဝီပြည်အနီးတကာဝခံဝေးတဲ့အရက်မှာရှိတဲ့ညောင်မင်းကြီးတပင်မှာအာလာဝကနတ်ဘလူးရဲ့ဘုံဗိမာန်ရှိပါတယ်ဖျားကြွရောက်တဲ့အချိန်မှာဆိုရင်အာလာဝကနတ်ဘလူးကြီးဟာဣမဝန္တာနတ်တပင်အစည်းအဝေးတက်ရောက်နေချိန်ဖြစ်လို့ဖျားရှင်ဟာဘုံဗိမာန်အတွင်းဝင်ပြီးအာလာဝကထိုင်တဲ့ယရနာပလင်တက်ပေါ်မှာတရင်သုံးတော်မူလို့ရွှေရောင်အဆင်းရှိတဲ့ရောင်ကြီးတော်တွေတဝင်းဝင်းတလျက်လျက်ကွမြူးတော်မူနေလို့အာလာဝကရဲ့မောင်းမချွေရန်ပေါင်းဟာဖျားကိုရှ िख ိုးဝိုင်းရံနေကြပါတယ်ကြီးညိုပွဲကောင်းတဲ့ဗုဒ္ဓရဲ့အသေးတော်ကိုဖူးမြော်ကြရင်တရားတော်ကိုနာယူကြရပါတယ်ယာကဒေါသမောဟအမှောင်တို့နဲ့အသက်လုံးဖုံးအုပ်ညစ်သေးခဲ့တဲ့အာလာဝကရဲ့ဗိမာန်ကိုဗုဒ္ဓရဲ့အသေးတော်ဗုဒ္ဓရဲ့အာယာနာပြောပွဲကောင်းတဲ့ဓမ္မအတန်မောင်းမအပေါင်းတို့ရဲ့ကြည်နူးမဆုံးပီတိဖုံးတဲ့ကောင်းကြီးဩဘာဒံတို့ဟာစေကြောတန့်ဆင်လိုက်တယ်လို့အတိုင်းမသိသောအသေးကိုဆောင်းပြီးဗိမာန်ကြီးဟာဝင့်ကြွားထဲဝါသွားပါတော့တယ်အဲ့ဒီအချိန်မှာအာလာဝကနတ်ဘလူးကြီးရောက်လာလို့ရမ်းမုံမိကြဒေါသကြီးစွာနဲ့ငါ့ကိုမိတ်မင်းတို့ရှင်ဟန်သူ့ကျော်စော်ကဝင်ဝီးငါဤဝဲမြူလက်နဲ့မျိုးစုံဖြင့်ပြစ်ခတ်လိုက်မယ်မရနာလမ်းကိုမြဲရဟဲ့အဲ့ဒီလိုလက်နဲ့ပေါင်းစုံနဲ့အာလာဝကဘလူးကပြစ်ခတ်တိုက်ခိုက်ပြီးမဲ့မြည်သူတူတယောက်မှအန္တရာယ်မဖြစ်ပါစေသတည်းလို့ဘုရားကအဋ္ဌံပြုလို့အန္တရာယ်မဖြစ်ကြပါဘူးရှင်ဒီအခါအာလာဝကဘလူးကအိုယဟန်အပြင်ထွက်လို့သုံးချိန်သုံးကမိန့်ပေးတဲ့အခါမှာဗုဒ္ဓကထွက်ပြပြီးမဲ့ဘုရားကိုတစုံတရာအန္တရာယ်မပြုတ်နိုင်ခဲ့ပါဘူးအာလာဝကရဲ့အလိုကိုလိုက်အကြိုက်ကိုဆောင်ပြီးမဟာဂယုဏမေတ္တာတော်ရှင်မြတ်ဘုရားကစိတ်ဓာတ်ကိုနူးညံ့အောင်ဓမ္မကြော့ကွင်းလေးကိုတင်သွင်းလိုက်ပါတယ်အာလာဝကမေးတဲ့ပု္ပ္ပာတွေကိုလည်းဖြေချပြီးစိုးရတဲ့အာလာဝကကိုနူးညံ့ကောင်းမွန်သူတယောက်အဖြစ်ခံယူစေခဲ့ပါတော့တယ်တစ်ချိန်ကအာလာဝကထံကိုဘယင်ကပွဲတော်တအုပ်အကျဉ်းသားတယောက်ပို့ဆက်ရပြီးအကျဉ်းသားရောကလေးပါရှာမရတဲ့အခါမှာမိမိရဲ့သားကိုဝင်မိဖုရားရဲ့လက်ကတင်းလူယူပြီးပို့ဆက်ရတဲ့အထိကြုံခဲ့ရရှာတဲ့ဘယင်မှာလဲခုတော့လိမ္မာရင်ကြီးသွားပြီဖြစ်တဲ့အာလာဝကထံပို့ဆက်ဖို့တာဝန်ကြီးလဲအင်းငိမ့်သွားရပါပြီစိတ်ဆွေမစင်ပဲအင်းကြီးဆင်ထားတဲ့သူတို့ရဲ့အလှဟာတဘာဝကြလှပါပြီခန့်ညာတီကြီးလှပါပြီတော့တယ်ရှင်အ
တိုက်လို့သာဖျားကြွလာတဲ့အခါနဲ့တပ်ဖို့ရာအယူမိစ္ဆာလူစိတ်ကွာသူစိတ်မှာကြံလာအကျဉ်းနာကင်းကွာတောင်းလင်းလူခဝင်းတို့မှာမြောက်ရာကိုဝဲကြသူအပေါင်းတို့မှာသောတာရီပွားမိစ္ဆာရိတိအယူဝင်တွေမအောင်ဝမ်းမြောက်ဝမ်းသာရှိနေကြတာသုံးလူထွတ်တဲ့ရှင်တော်မြတ်ကိုသာဘုရားကိုအမြဲမကောင်းကြံတဲ့ဒေဝရဟာဘုရားကိုသတ်ဖြတ်ဖို့အတွက်တမျိုးကြံပြန်တော့တယ်။သူကြံပုံကလူတွေကတော့ဘောရမဘုရားကိုတတ်နိုင်ကြမှာမဟုတ်ဘူး။တိရစ္ဆာန်ရိုင်းများကသာဘုရားကိုတတ်နိုင်เสียရှိတယ်လို့ညံထုတ်ပြီးသူ့တပည့်ဖြစ်တဲ့အဇာရတမင်းထံမှာနာလာဂီရိအမည်ရှိတဲ့စင်ကြီးကိုတောင်းလို့တနေ့အရက်ရှိအိုးတောက်တဲ့နာလာဂီရိစင်ကြီးကိုဖျားရှင်ကိုဆင်နဲ့ထိုးတတ်မဲ့နေ့မှာအရက်16အိုးတိုက်ဖို့ဒီရက်ကစင်လိန်တွေကိုအမိန့်ပေးပါတော့တယ်။ရာဇဂိုတစ်မျိုးလုံးဟာအဲ့ဒီသတင်းကြောင့်အုပ်အော်တောင်းလဲဖြစ်နေကြပါတယ်။လူတွေအပြင်မထွက်ကြနဲ့။နောက်နေ့မှာဂေါရမဘုရားကိုနာလာဂိရိစင်ချမ်းကြီးနဲ့တိတ်တတ်တော့မယ်လို့ကြေညာထားတယ်။မိမိတို့ဆရာမြတ်စွာဘုရားရဲ့စွမ်းရည်ကိုကောင်းကောင်းမသိကြသူများကတော့နတ်ဖန်ဘုရားရှင်စွန့်ကံထွက်စေခြင်းပေါ့သို့တော်လည်းမြတ်ဗုဒ္ဓကအမှုမထားပဲရာဇဂိုတဝိုက်မှာရှိတဲ့ကျောင်းတိုက်ကြီး18တိုက်ကသံဃာကုံမြတ်စွာဘုရားနောက်ကစွန့်ကံလိုက်ကြရမယ်လို့အမိန့်တော်ထုတ်လိုက်ပါတော့တယ်နာလာကြီးရှင်ကိုချွတ်တို့လို့လွတ်တဲ့အခါစင်ရန်ကြီးမှာစိတ်ရိုင်းခါကဒေါသနဲ့အရက်ရှိပုံတွေ့သမျှကိုရံရှာသားတဲ့မတီတူပြေးကလိုက်လေတာအလေးကိုမြည်ပါချကိုလွတ်ရှောင်ရာအရာမြတ်စွာတရားပြကမမောရအောင်တားလေရစင်မိတ်ကြီးဒုတုရှာမေတ္တာတရားပွားရင်မာလျာတတရားအောင်ရင်ပြစ်လေတာနောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာဖယားနဲ့စင်မိုက်ကြီးစစ်ထိုးပွဲကိုလူအများကစိတ်ဝင်စားလာကြတယ်ဗုဒ္ဓဘာသာတွေကစိတ်ကူးသူကပူလို့မြတ်စွာဘုရားရဲ့စွမ်းရည်ပေါ်ယုံကြည်သူများကတော့မြတ်ဗုဒ္ဓအောင်ပွဲတစ်ကြိမ်ရပေအောင်တော်မယ်လို့နှစ်သက်ဝမ်းမြောက်စွာကြိုးဆိုနေကြသလိုမိစ္ဆာဒိဋ္ဌိလူနဲ့လူနည်းစုတွေကတော့နတ်ဖန်ဂေါရမယဟန်တော်စင်နှင်းလို့ခေါင်းပြားတော့မယ်လို့ဝန်တာနေကြပါတော့တယ်နောက်တနေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာတော့ရာဇဂိုမြို့ရင်းမှာရှိတဲ့အိမ်ခေါင်မိုးများအပေါ်မှာဆိုရင်လူတွေဝှေးဝှေးလှုပ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလည်းဆွမ်းကံကြွလာရောဒေဝရရဲ့အစီအစဉ်လုပ်ထားတဲ့အတိုင်းစင်တိန်ကနာလာဂိရိစင်ကြီးကိုအရက်မိုးအောင်တိုက်ပြီးစင်ကြီးကိုပို့ပြီးစိတ်ဆိုးအောင်ချောနဲ့ဆွလို့ဘုရားရှင်နဲ့မျက်နှာချင်းဆိုင်လွတ်ပေးလိုက်တဲ့အခါစင်ကြီးဟာစိတ်မှန်ထပြီးဘုရားစီကိုအော်ပြပြေးမှာစင်ကြီးဟာဘုရားရင်စီမရောက်ခင်သားတဲ့အမေတူကြောက်လန့်တကြားပြေးရကိုလိုက်ထိုးတော့တာပေါ့မိခင်လည်းကလေးကိုမြေပေါ်ချပြီးကိုလွတ်ပြေးတဲ့အချိန်မှာ
ဆင်ကြီးကငိုးနေတဲ့ကလေးကိုနင်းတပ်ဖို့ပြေးသွားမြတ်စွာဘုရားကမေတ္တာလိမ့်၍အေးငြိမ်းသောအတန်တော်နဲ့ချစ်သားနာလာကြီးသည်တင့်လူများကငါ့ကိုထိုးတက်ရန်တင့်ကိုလွတ်လိုက်ခြင်းဖြစ်သည်ကလေးငယ်ကိုဘေးမပြုပါနဲ့ငါဘုရားစီရောက်လာခဲ့ဆိုပြီးမေတ္တာရက်တွေလွတ်လိုက်တော့ဆင်ကြီးဟာမြတ်စွာဘုရားရဲ့ရှေ့မှာပစစ်တုပ်ဝတ်ချလိုက်ပါတော့တယ်လူတို့ပိဋကတ်တွေဟာအသက်တောင်ရှူဖို့မိနေကြတယ်လားပါပဲမြတ်ဗုဒ္ဓကိုအယုအသေးပြုတ်နေတဲ့ဆင်ကြီးကိုလည်းမအံ့ဩပဲမနေနိုင်တော့အောင်ရှိနေကြရပါတယ်ဖခင်ကဆင်ကြီးရဲ့ဥကင်းကိုကြောင်လေးပမာကင်တွယ်သုံးသပ်ပြီးမာဂထဘာသာနဲ့တရားဟောတော်မူပါတယ်ချစ်သားနာလာကြီးငါဖခင်ကိုမပြစ်မှားနဲ့မူးယစ်မိုင်မဲခြင်းလည်းမရှိနဲ့ဤသို့ဆိုရင်သင်ဟာကောင်းရာဘဝကိုရောက်ပါလိမ့်မယ်လို့ဟောတော်မူတယ်မကြုံစဘူးထူးခဲ့တဲ့အပြစ်ကိုမြင်ကြရလို့ကြီးညိုစိတ်တွေပွားများကြပြီးကိုယ်မှာပါလာကြတဲ့ယရနာဆင်ရွှေငွေတွေကိုချွတ်ပြီးဆင်ကြီးရဲ့ကိုယ်ပေါ်ကိုတင်ကြကဂုဏ်ပြုကြပါတော့တယ်ဆင်ကြီးဟာဘုရားရဲ့ခြေတော်အောက်ကမြူးမုံတွေလိုသူ့ခေါင်းပေါ်ကိုယူကျဲပြီးနောက်ဆုတ်လို့ပြန်သွားပါတော့တယ်မေတ္တာတန်းကြောင့်အယက်သမားစင်စိုးကြီးကိုစင်လိမ္မာသူတော်ကောင်းကြီးဖြစ်စေပါတော့တယ်ရှင်နာလာကြီးစင်ကိုချွန်းတို့လို့လွတ်တဲ့အခါစင်ရန်ကြီးမှာစိတ်ရိုင်းထားတာဒေါသနဲ့အရက်ရှိပုံတွေ့သမျှကိုရန်ရှာသားတဲ့မအေးတူကိုပြေးကလိုက်နေတာအမေကိုမြေဝါချကိုလွတ်ရှောင်ရာဘုရားမြတ်စွာတရားပြတာမပေါ်ရအောင်တားလျာစင်မိတ်တီတူတို့ရှာမေတ္တာတရားဝါရင်ပါလျာတတရားအောင်ရင်ဖြစ်လေတာရှိပါလားအင်္ဂုလိမာလာလို့ဟောဆိုကြပြန်တာသိလပြည်သူတွေအများရောရပြပြပြည့်ရှင်မင်းထံပြစ်အော်လျှောက်ပြန်တာခတ်တော်ကိုစင်ဘယင်မင်းကဖန်စီခိုင်းရမွေးမိမာတာပုံနေမှာမင်းကြီးရဲ့ပရောဟိတ်နဲ့ဇနီးမန္တာနိပုံနေမတို့ကအဟိန္ဒကဆိုသူကိုပွားမြင်ခဲ့ပါတယ်သူ့ကိုမွေးစဉ်ကတိုင်းဒီလုံးမှာရှိတဲ့လက်နက်တွေဟာတပြောင်ပြောင်တောက်လို့ဖခင်ပရောဟိတ်ကသူ့သားအဟိန္ဒကကိုလူဆိုးဖြစ်လိမ့်မယ်လို့နမိတ်ဖတ်ခဲ့ပါတယ်အရွယ်ရောက်တော့တက္ကသိုလ်ဆရာကြီးထံမှာပညာသွားရောက်သင်စေတဲ့အခါမှာဆရာကြီးကအလွန်အရေးပေးတဲ့အတွက်တခြားဘဲ့တွေကမလိုဖြစ်ကြပြီး
ဆရာတော်နဲ့မောက်မှားနေတယ်လို့ဂုံကြောစကားပြောကြပြီးမြဲဆရာကြီးကအစမှာတော့မယုံကြည်ပေမဲ့လို့ပြောပါများတော့ယုံကြည်လာပြီးအမောင်အဟင်တကအမောင်ပညာတတ်ပြီးဒါကြောင့်ဆရာကိုပူဇော်ဖို့လက်ချောင်းတစ်ထောင်ရှာခဲ့ပါလို့ပြောတယ်သူဟာဆရာစကားကိုနားထောင်ပြီးတော်တယ်သွားတွေ့သမျှလူတွေကိုဖမ်းလက်ချောင်းတွေကိုဖြတ်ယူပြီးတော့လယ်ဘင်းမှာကျိုးနဲ့တီးပြီးဆွဲထားတယ်အဲ့ဒီအချိန်ကစပြီးသူ့ကိုအင်္ဂုလိမာလလက်ညှိုးပန်းရှိသူလို့ခေါ်ကြတော့တယ်သူဟာအားလဲကောင်းအပြေးလဲတန်သူမို့ဘယ်သူမှသူ့ကိုမလိုက်နိုင်ဘူးပေါ့ဒါကြောင့်ပုံနယ်တွေလည်းမသွားဝန်းကြအလုံမလုံဝန်းကြနဲ့ရွာတွေပြက်ပြီးထွက်ပြေးကြရတော့တယ်ဒါနဲ့တိုင်းလူပြည်သားတွေဟာအင်္ဂုလိမာလရဲ့ရံကိုကြောက်ကြလို့ဘရင်နန်းတော်မှာသွားပြီးပေါ်ကြတော့တယ်ကောသလမင်းကြီးလည်းမနေတာတော့ပဲစစ်တပ်ကြီးနဲ့ထွက်လာတော့တာပေါ့ရှင်အင်္ဂုလိမာလရဲ့အမေကြီးဟာရှင်မင်းကိုယ်တိုင်ထွက်ဖမ်းတော့အော်ငါသားလေးတော့တည်တော့မှာပဲလို့ဆိုရင်ပြီးတောထဲကိုသွားတယ်ပြီးတော့သားရင်ရှင်မင်းကိုယ်တိုင်ထွက်လာပြီငါသားလွတ်အောင်ပြေးပြီးတော့လို့တကြောကြောအော်ရှာတဲ့အခါမှာအင်္ဂုလိမာလလည်းလက်ချောင်းတစ်ချောင်းလေးသာလိုတော့တာမဟုတ်အမေကိုတတ်ပြီးလက်ချောင်းဖြတ်ဖို့အတင်းလိုက်ပါတော့တယ်ရှင်ဘုရားမြတ်စွာကြွလာမမောင်းကားရတော့တရားရင်ဤတိတ်ကျွေးလို့တန်လျက်ကိုလာမြေမှာချတော့တာယဟဖြစ်တော့တွင်ရဆေပြလက်မခိုင်ရဤပိကုခေါ်ရာယဟဖြစ်လေရောတရားပေါ်လာအမှားမြောက်တာတင်းစဉ်စန္ဒပမတရားနောက်ကရကောက်ကောက်လိုက်ရှာမေတ္တာစေရနာဆောင်းနဲ့အောင်ရဲ့စရုပ်ထားဒီအခါမြတ်စွာဘုရားကမြင်တော်မူလို့တကိုးတော်နဲ့ကြွလာပြီးအမေနဲ့အင်္ဂုလိမာလကြားမှာရပ်တော်မူလိုက်တဲ့ဆိုရင်ပဲအင်္ဂုလိမာလဟာအမေကိုလွတ်ပြီးဖះကိုလိုက်တော့တာပေါ့သူဘလောက်ပဲလိုက်ဖះရဲ့တကိုးတော်နဲ့အနားကိုမရောက်နိုင်တဲ့အခါမှာအင်္ဂုလိမာလကယဟန်ကြီးရက်အောင်လို့အော်တော့ဖះကအင်္ဂုလိမာလငါရက်နေတယ်ပင်သာမရက်ဖဲပြေးနေတာငါမှတန်လျာခီးသွားစရာမရှိတော့ဘူးဒါကြောင့်ငါရက်နေတယ်လို့မိန့်တော်မူတယ်ဒီတော့မှအင်္ဂုလိမာလဟာသတိတရားရလို့ယဟန်အဖြစ်တောင်းပန်တော့တာမို့ဘုရားရှင်ကအေဟိဘိက္ခုခေါ်တော်မူချက်အရာယဟန်ပြုပြီးဘုရားနောက်ကလိုက်ပါသွားပါတော့တယ်တနေ့သောအခါအင်္ဂုလိမာလဆွမ်းခံကြွတော့လူတွေကအုတ်ခဲတွေနဲ့ပေါက်ကြပြစ်ကြခတ်ကြပြီးမဲ့စိတ်ဆိုးတဲ့ဒေါသမာနမရှိတော့ဘူးတဲ့တနေ့ဆွမ်းခံသွားရင်သားမပွားနိုင်တဲ့မိမတယောက်ကိုတွေ့ခဲ့ရလို့ဂယုဏဖြစ်ပြီးဖះရှင်ကိုလျှောက်ထားတဲ့အခါမှာဖះကထိုမိမထံသွားပြီးရတော်ဟံပကိနိစသဖြင့်တစ္ဆာဆိုဖို့သင်တော်မူလိုက်တဲ့အတိုင်းအင်္ဂုလိမာလသွားရောက်ရွတ်ဆိုလို့ကိုဝန်ဟာချက်ချင်းပဲလွယ်ကူစွာဖွားမြင်နိုင်ပြီးဒီအချက်ကိုထောက်ထားလို့သုတိနာဂဗဝုဋ္ဌာနံလို့အင်္ဂုလိမာလတုတ်မှဆိုခဲ့ပါတယ်အင်္ဂုလိမာလထေကိုမြင်ကြရင်လူတွေဟာကြောက်ရွံ့ထွက်ပြေးကြလို့ဆုံးခက်ခဲပြီးတရားအားမထုတ်နိုင်ရှိရတဲ့အတွက်ဘုရားရှင်ကသစ္စာပြုခိုင်းခြင်းဖြစ်ပါတော့တယ်ရှင်